အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် AWS အောက်ဒီ Orange TV လေးပြောင်းသွားတာကိုကျွန်တော် download ဆွဲပုံဆွဲနည်းလေးကိုကျွန်တော်တင်ပေးမယ်အဲ့တော့ဒီမှာအားနည်းချက်တစ်ခုကတော့ဘောလုံးပွဲတွေကြည့်လို့ရမှာမဟုတ်ဘူးမြန်မာစာတန်ထိုးရုပ်ရှင်တွေနဲ့ CD ဇာတ်လမ်းတွဲတွေပဲကြည့်လို့ရမှာဖြစ်တယ် Orange TV ကို download ဆွဲခြင်းနဲ့ဆိုရင်ဒီ Play Store သို့မဟုတ် Adobe TV နှစ်ခုတည်းကတစ်ခုကြိုက်တဲ့ထဲကိုဝင်ပြီးတော့ဒီ downloader app လေးကို download မှာဖြစ်တယ်ဒီပုံစံလေးနဲ့ downloader ဖြစ်တယ်ဒီ app လေးတွေဝင်လိုက်ပြီးတာနဲ့ဒီမှာ093814ခွန်ဒီနံပါတ်လေးကိုထည့်ပြီးဒီအောက်ကဂိုးနှိပ်လိုက်တာနဲ့သူကသူ auto တန်းပြီးတော့ download ဆွဲသွားမှာဖြစ်တယ် download ဆွဲပြီးတာနဲ့ install လေးတင်ပေးလိုက်ဒါဆိုရင်ဒီမှာ Orange TV ရောက်လာမှာ Orange TV ရပြီဖြစ်တယ်ကျွန်တော်ရှိအကောက်ဝယ်ထားတဲ့ customer တွေအကောက်ဝင်လို့မရတာတခု error ဖြစ်နေတာဆိုရင်ကျွန်တော်အကောက်ထဲမှာဖုန်းနံပါတ်လေးတင်ပေးထားတယ် Viber နဲ့ဆက်သွယ်လို့ရတယ်အကောက်သေးဝယ်ခြင်းနဲ့မိတ်ဆွေတွေရလဲကျွန်တော်Viber ကနေပြီးတော့ဆက်သွယ်ပြီးဝယ်လို့ရတယ်မိတ်ဆွေတို့အကောက်တွေဖွင့်နေစရာမလိုဘူးကျွန်တော်ပေးတဲ့ email နဲ့ password လေးထည့်လိုက်တာနဲ့သုံးလို့ရပြီဖြစ်တယ်မြန်မာစာတန်းထိုးရုပ်ရှင်တွေကြည့်လို့ရမှာဖြစ်တယ်နောက်ဒီမှာ CD ဇာတ်လမ်းတွဲတွေကြည့်လို့ရမှာဖြစ်တယ်ကျွန်တော်ရှိရနောက်ကိုအကောက်ဝယ်ပြီးတော့သုံးလို့မရတာဖြစ်ဖြစ်ဒီ install တင်လို့မရတာဖြစ်ဖြစ် Viber နဲ့ဆက်သွယ်မေးလို့ရတာဖြစ်တယ်အားလုံးကျေးဇူးပါ